မင်းကလေးတယောက်ရဲ့လက်ပေါ်မှာရုတ်တရက်အတုံးလေးတွေ spikes ထွက်လာပါတော့တယ်။သူမထိတ်လန့်သွားပြီးကက်တလက်နဲ့အဲ့ဒီ spike တွေကိုဖျက်ပစ်လိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့အသားအရည်ကစတင်ပုတ်သွားပြီးအခြေအနေကပိုပြီးကြောက်စရာကောင်းလာပါတယ်။ကြောက်လန့်သွားတဲ့မင်းကလေးဟာဆေးရုံကိုအမြန်သွားလိုက်ပါတယ်။ဒါပေမဲ့ဆရာဝန်ကသူမရဲ့အနာကိုမြင်လိုက်တဲ့အခါကူးစက်ရောဂါတစ်ခုဖြစ်နိုင်တယ်လို့ထင်ပြီးလုံခြုံရေးကိုခေါ်ကာသူမကိုတီးတန့်ခွဲထားဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာမင်းကလေးကကြောက်ပြီးထွက်ပြေးလိုက်ပါတယ်။ပြေးရင်ဆေးရုံခန်းတစ်ခုထဲဝင်သွားပါတယ်။ရုတ်တရက်သူမရဲ့လက်တွေကနေစူးတွေ thorns ထပ်ပြီးထွက်လာပါတော့တယ်။မင်းကလေးကချက်ချင်းနေရန်ပေါ်ကိုတက်ပြီးဖုံးကွယ်လိုက်ပါတယ်။ခန်းထဲကလူနာတစ်ယောက်ကအယမ်းအံ့အားသင့်သွားပါတယ်။မင်းကလေးကတိတ်နေပါလို့တိတ်လေးပြောပါတယ်။ကာကွယ်ရေးလူတွေဝင်ရှာပေမဲ့သူမကိုမတွေ့နိုင်ခဲ့ပါဘူး။အိမ်ပြန်ရောက်တဲ့အခါသူမရဲ့လက်သေးတွေတစ်လုံးပြီးတစ်လုံးကျလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့အစားထိုးအနေနဲ့သူမရဲ့ခွန်အားကအယမ်းကြီးလာပါတယ်။တနေ့လမ်းပေါ်မှာလမ်းလျှောက်နေတဲ့အချိန်မှာသူတေသနာလုပ်တဲ့လူတချို့ကသူမကိုဖမ်းဆီးခေါ်သွားကြပါတယ်။သူမသတိပြန်ရလာတဲ့အခါထိုင်ကုန်ပေါ်မှာကျိုးနဲ့ချီထားတာကိုတွေ့လိုက်ပါတယ်။ဒါပေမဲ့မင်းကလေးကအကြံတစ်ခုစဉ်းစားလိုက်ပါတယ်။သူမရဲ့လက်ပေါ်က spike တွေကိုအသုံးပြုပြီးကျိုးကိုဖျက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာစပွဲပေါ်မှာရှိတဲ့အသားတွေကိုတွေ့လိုက်ပါတယ်။သူမကအယမ်းစာနေတယ်လို့အဲ့ဒီအသားတွေကိုတစ်ချက်ထဲနဲ့စားပစ်လိုက်ပါတယ်။ရုတ်တရက်လက်နက်ကင်လူတွေခန်းထဲကိုဝင်လာကြပါတယ်။သူတို့ကမင်းကလေးကိုပြန်ဖမ်းပြီးဆေးရုံထဲမှာစမ်းသပ်မှုတွေလုပ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့မထင်ထားတဲ့အရာတစ်ခုဖြစ်သွားပါတယ်။မင်းကလေးကရုတ်တရက်ကြိုးတွေကိုချိုးဖျက်ပြီးလွတ်မြောက်လိုက်ပါတယ်။သူမရဲ့အင်အားကအယမ်းကြီးလို့တဲ့အတွက်လူတစ်ယောက်ကိုတစ်ချက်ထဲနဲ့ထိုးကျသွားအောင်လုပ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူမဆေးရုံကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူမရဲ့ခန္ဓာကိုယ်ကအပြည့်အဝပြောင်းလဲနေပြီဖြစ်ပါတယ်။